ပါပြီအထဲမှာကတော့ရောင်စုံလေးပါတုတ်တဲ့ဟာလေးရောင်စုံလေးနဲ့တုတ်မယ်လာ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 ဝါးရောင်စုံလေးဖြစ်သွားပြီဒီရောင်လေးနဲ့တုတ်လိုက်တာနော်တကယ်လေးဖြစ်တယ်ယူနီကိုအရောင်လိုမျိုးပဲပေါ့နော်ယူနီကိုအကောင်လေးပဲအရောင်ယူနီကိုအရောင်လေးတွေပါပဲဒါရီစရမ်အဲ့ဒါကိုဖောင်းမယ်နောက်တစ်ခုဖောင်းမှာတော့ပါနော်သူပြောရတာကလက်သေးကိုပိတ်ထားတဲ့နှစ်ကိုဖြန်းပါအဲမှာဗျာနှစ်လည်းဒါနဲ့ဆိုတော့ဖိတယ်လားခါကျင်းနေကဲမတော်နော်သူကကြတော့အထဲမှာပါရှိတယ်ဆိုအထဲမှာရေမွေးရှိတယ်နော်မွေးညာတာလေးနဲ့ဖျက်မယ်နောက်တစ်ခွက်တာပေါ့နော်ရဲမပါလဲဆိုတော့ရေမွေးပါလေမွေးညာဖျက်မယ်ရပြီဆိုတော့နော်ပြထားတယ်ပြီးတော့နော်လက်သေးကိုပေးထားတဲ့3ကိုတုပ်ပါဝက်ပြီးပါကညင်သာစာပြန်တွေ့ပါဝယ်ပြီးပြမှုတဲ့ကျေးဇူးတင်ပါတယ်ကဲဒီတမျက်နှာလုံးမှာကျန်တာသူတယောက်တည်းဆိုတော့ဖောက်နော်ဒီမှာပါနံပါတ်3လေးပါတုပ်ပါမယ်ဥပ္ပယဆိုတော့ရပါပြီကဲအားလုံးပြပါပြီအားလုံးကိုကြည့်ပြီးကြပါကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်အားပေးဖို့စောင့်နေပါမယ်